ပရိတမများအားလုံးပဲမင်္ဂလာပါဆယ်လီညိုချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူတိုင်းတတိထားတဲ့ပန်ကိစ္စနဲ့ပတ်သက်တဲ့သတင်းဆိုတစ်ခုအပြီးမှာတော့အားလုံးစိတ်အေးသွားစေမဲ့သတင်းကောင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ပန်ကနေပတ်စံထုတ်ယူသွားတဲ့အမျိုးသမီးတူရဲ့ငွေကျပ်3,600အခုခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုမကြသေးမီကဖြစ်ပေါ်ခဲ့ပြီးဒီဖြစ်စဉ်ဟာလူမှုကွန်ရက်နဲ့အများပြည်သူကြားမှာတော်လေးပြန့်နှံ့သွားခဲ့တယ်လို့စိတ်ပူမှုတွေလည်းအလွန်တရာမြင့်တက်နေခဲ့ရပါတယ်အခုချိန်မှာတော့ဒီငွေကျပ်3,600ကိုရေးဝန်းစွာခေါ်ယူသွားခဲ့တဲ့တရားခံကိုသက်ဆိုင်ရာရေးတပ်ဖွဲ့ကအမြန်ဆုံးစုံစမ်းဖော်ထုတ်ပြီးအောင်မြင်စွာဖမ်းဆီးသွားရကြောင်းသိရှိရပါတယ်ဖြစ်စဉ်အပြည့်စုံကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်အမျိုးသမီးတူဟာလိုအပ်တဲ့ငွေကြေးကိစ္စများဆောင်ရွက်ဖို့အတွက်ပမာငွေကျပ်3,600ကိုတွားရောက်ထုတ်ယူခဲ့ရဖြစ်ပါတယ်ပန်ကနေငွေထုတ်ယူပြီးပြန်လည်ထွက်ခွာချိန်မှာတရားခံဟာအခွန်ကောင်းကိုစောင်းဆိုင်ကအမျိုးသမီးမတင်ကမဖြစ်ခင်အချိန်တို့တော့မှပဲဒီငွေကျပ်3,600ကိုခိုးယူသွားတာဖြစ်ပါတယ်မိမိပန်ပန်းကြီးစွာစူဆောင်ထားတဲ့တို့မဟာအရေးကြီးလုပ်ငန်းသုံးငွေကြေးတွေတခဏချက်မှာပဲပျောက်ဆုံးသွားခဲ့ရတဲ့တွားငွေရှင်အမျိုးသမီးမှာအလွန်ပင်စိတ်ထိခိုက်တွန်းလုပ်ခဲ့ရတယ်လို့ဒီတရင်ကြားရတဲ့ပြည်သူတွေကြားမှာလည်းပန်ဝန်းကျင်လုံးချုံရဲ့အတွက်စိုးရိမ်မှုတွေတိုးပွားခဲ့ရပါတယ်ငွေကြေးပျောက်ဆုံးသွားကြောင်းသိရှိလိုက်ရတာနဲ့တပြိုင်နက်ငွေရှင်အမျိုးသမီးဟာသက်ဆိုင်ရာရေးစခန်းမှာအမျက်ဆုံးသွားရအမှုဖန်တိုင်ကြားခဲ့ပါတယ်တိုင်ကြားချက်ရရှိပြီးနောက်မှာတော့သက်ဆိုင်ရာလုံးချုံရဲ့တပ်ဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေဟာအမှုကိုမဆိုင်မဝမ်းစုံစမ်းစစ်ဆေးမှုတွေစတင်ဆောင်ရွက်နေခဲ့ကြပါတယ်ပန်ဝန်းကျင်နဲ့လမ်းကြောင်းတစ်လျှောက်မှာတထားတဲ့ CCTV မှတ်တမ်းတွေကိုအသေးစိတ်ပြန်လည်စစ်ဆေးခဲ့ကြသလိုအနီးပတ်ဝန်းကျင်ကမြင့်မြတ်သက်သေတွေကိုလည်းစစ်ဆေးမြင့်မြတ်မှုတွေပြုလုပ်ခဲ့ကြပါတယ် CCTV မှတ်တမ်း၏ကူညီမှုနဲ့တာဝန်ရှိသူများ၏ကျွမ်းကျင်စွာတေးလန်စားလိုက်လံရှာဖွေမှုများကြောင့်တန်တရားရှိသူတရားခံရဲ့ရုပ်ပုံဝတ်စားဆင်ရဲမှုနဲ့တွာလာလှုပ်ရှားခဲ့တဲ့လမ်းကြောင်းတွေကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တာဝန်ရှိသူတွေဟာခိုင်လုံတဲ့တေးလန်စားတွေကိုအခြေရခံတရားခံပုံအောင်နေထိုင်ရာနေရာကိုအချိန်တို့အသွမ်းရောက်ရှိသွားနိုင်ခဲ့ပြီးဝိုင်းဝိုင်းပိတ်ဆို့ကအောင်မြင်စွာဖန်ဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဖန်ဆီးရမိစဉ်မှာခိုးယူသွားတဲ့ငွေကျပ်3,600အပါအဝင်တည်ခံပစ္စည်းများကိုလည်းပြန်လည်သိမ်းဆည်းရမိခဲ့တဲ့လို့သိရှိရပါတယ်။ပြန်လည်သိမ်းဆည်းရမိခဲ့တဲ့လို့သိရပါတယ်။အခုခါမှာတော့တရားခံကိုဥပဒေအတိုင်းထိရောက်စွာအရေးယူနိုင်ရေးအတွက်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီးကြန့်ရှိနေသေးတဲ့ဆက်ဆက်မှုတွေကိုလည်းဆက်လက်ဆောင်ဆန်းစစ်ဆေးနေပါသေးတယ်။ဒီဖြစ်စဉ်ဟာသက်ဆိုင်ရာရေးတပ်ဖွဲ့မြန်ဆန်လာတဲ့စုံစမ်းထုတ်ဖော်မှုကြောင့်တရားခံကိုချက်ချမ်းဖမ်းဆီးနိုင်ခဲ့ပေမဲ့လည်းမိဘပြည်သူအနေနဲ့ပန်ကားနဲ့ပတ်စံထုတ်ယူရမှာအထူးသဖြင့်ငွေပမာဏအမြောက်အများကင်တွေဆောင်ရွက်ရမှာအထူးတတိပေးကြဖို့လိုအပ်ပါတယ်ငွေထုတ်ယူစံလုံခြုံရေးအကာအကွယ်ယူခြင်းငွေကြေးများကိုမလိုအပ်ပဲလူမြင်ကွက်မှမပြသခြင်းလုံခြုံစိတ်ချရသောရင်များဖြဲတော်လာခြင်းနဲ့အမြင့်မပြတ်တတိရှိနေခြင်းတို့ဟာမလိုလားအပ်တဲ့ဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အားလုံးပဲတတိရှိစွာပေးကမ်းကြပါလို့တိုက်တွန်းရန်ဒီတဲ့အကြောင်းကိုဒီမှာပဲညီကုန်းချုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်